သူ့ကိုဝိုင်းကောက်ပါလို့ပြောနေတဲ့ပရိသတ်တွေကိုပညာသားပပနဲ့ပြန်လှောင်လိုက်တဲ့ဝင်းမောင်ရွှေပရိသတ်တွေအားလုံးမင်္ဂလာပါရှင်ဝင်းမောင်ရွှေကိုတော့အားလုံးသိကြလိုက်မယ်လို့ထင်ပါတယ်နော်ဝင်းမောင်ရွှေဟာဆိုရင်ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီးတော့အခုခါမှလည်းကြီးကြီးတက်ချမ်းသာတဲ့တထင်းနဲ့လက်ထပ်ပြီးတော့မြန်မာနိုင်ငံမှာဒိတ်ဒိတ်ကျဲတထီတယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်အစာတွေကချမ်းသာခဲ့တာဖြစ်ပြီးတော့အခုတော့10သက်စားမကုန်တဲ့ငွေကြေးတွေနဲ့ရွှေပုံပေါ်မှာစံစားနေသူလေးဖြစ်ပါတယ်ဝင်းမောင်ရွှေရဲ့အမျိုးသားဖြစ်သူနိုင်ဖြိုးကျော်ကလည်းဝင်းမောင်ရွှေကိုအမြဲတမ်းနောက်ကနေသူမဖြစ်ချင်တာပံ့ပိုးပေးနေသူတယောက်ဖြစ်ပါတယ်။တချို့ကလည်းဝင်းမောင်ရွှေကိုအားကြကြပေမဲ့တချို့ကတော့ခရိုနီတယောက်နဲ့လက်ထပ်ခဲ့တဲ့ဝင်းမောင်ရွှေကိုဝိုင်းကောက်ကြဖို့ပြောဆိုကြတာဖြစ်ပါတယ်။ဝင်းမောင်ရွှေဟာသူမရဲ့ item တွေကလည်းအမခန်းကောင်းမွန်သူတယောက်ဖြစ်ပြီးတော့အခုပြသနေတဲ့နောက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကိုလည်းသူမအမျိုးသားပတ်စံနဲ့စိုက်ထုတ်ပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဝင်းမောင်ရွှေကတော့ဒီကားမှာငွေကြီးမြောက်များစွာအကုန်ကြခံပြီးရိုက်ကူးခဲ့တာဖြစ်ပြီးတော့တချို့ကတော့ဇာတ်ကားထွက်မလာခင်မှာပတ်စံရှိလို့ရှောက်လို့နေရင်အားမပေးဘူးဆိုပြီးပြောတဲ့သူလည်းရှိသလိုတချို့ကလည်းပေါ်ကားပဲထွက်လာမှာပါဆိုပြီးပြောဆိုကြသူတွေလည်းရှိတာဖြစ်ပါတယ်။နောက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးပြသတော့မယ်လို့တရားဝင်ကြော်ညာတော့ကလည်းသူမကိုမလိုလားတဲ့ပရိသတ်တွေကဝိုင်းကောက်ကြဖို့အတွက်တိုက်တွန်းကြတာဖြစ်ပြီးတော့ရုပ်ရှင်ဇာတ်ကားကိုလည်းသွားမကြည့်ကြဖို့အတွက်တော်တော်များများတိုက်တွန်းကြတာမျိုးကိုလည်းမြင်ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကတော့ပထမယုံတင်တဲ့တပတ်မှတင်ယုံတင်ဝင်ငွေစံချိန်ချိုးသွားပြီးတော့အမျက်အစွန်းများစွာရရှိကပေါက်သွားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကြည့်ရှုသူများစွာရှိပြီးတောင်းဆိုကြတာကြောင့်လည်းနောက်ထပ်2ပတ်ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။ဝင်းမောင်ရွှေကတော့သူမကိုဝိုင်းပြီးပြစ်တင်ပြောဆိုနေတဲ့ကြားကပဲအောင်မြင်အောင်လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ဝင်းမောင်ရွှေရဲ့ item တွေကလည်းပြောစရာမလိုအောင်ကောင်းပြီးဇလန်တစ်မှာပါဝင်တဲ့သူတိုင်းကလည်းတော်ကြတာဖြစ်ပါတယ်။ဇလန်ကလည်းကောင်းမွန်ပြီးအစင်းမြေရုပ်ရှင်တစ်ပုဒ်ဖြစ်တာကြောင့်ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံတကာအဆင့်မီရဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ခဲ့ပြီးသူမကိုဝေဖန်ခဲ့တဲ့ပရိသတ်တွေကိုလည်းသူမရဲ့အောင်မြင်မှုတွေနဲ့ချီးပြသွားခဲ့တာဖြစ်ပါတယ်။ဝင်းမောင်ရွှေကတော့အင်တာဗျူးမှာသူမအနေနဲ့အကောင်းဆုံးပြုဆောင်ခဲ့သလိုတကယ့်ကိုမှအကုန်ကြခံပြီးရိုက်ကူးခဲ့တဲ့ဇလန်ကောင်းတစ်ခုဖြစ်တာကြောင့်အောင်မြင်မှာကိုကြိုသိနေကြောင်းလည်းပြောပြလာခဲ့ပါတယ်။သူမအနေနဲ့လည်းနှစ်တိုင်းပရိသတ်ကိုကောင်းမွန်တာတွေကိုပဲချပြချင်တာကြောင့်တနေ့နဲ့တနေ့မတူတဲ့ရသမျိုးစုံကိုပြီးစွမ်းနိုင်အောင်ကြိုးစားနေကြောင်းလည်းပြောပြထားခဲ့ပါတယ်။ဝင်းမောင်ရွှေကတကယ်ကိုမှ quality ပြည့်မီရဲ့မင်းသမီးပီတာအောင်လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ဘသူတွေဘလို့တွေပဲဝေဖန်နေကြပါစေဝင်းမောင်ရွှေကိုအမြဲတမ်းအားပေးနေသူတွေကလည်းရှိနေကြတာဖြစ်ပြီးသူမရဲ့ပရိသတ်တွေကလည်းအမြဲတမ်းသူမဘက်ကရက်တီလာခဲ့တာဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေထဲမှာတော့သူမရဲ့အမျိုးသားကထိတ်ဆုံးကနေရက်တီနေရဖြစ်ပါတယ်။နောက်ထပ်2ပတ်ဆက်လက်ရုံတင်ပြသနေရတော့မှနောက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားဟာရုပ်ရှင်လက်မှတ်ဝယ်မရအောင်ထိကိုပေါက်နေတော့ဖြစ်ပါတယ်။ပရိသတ်တွေကလည်းကြိတ်ကြိတ်တူကိုတခဲနဲ့အားပေးနေကြတာဖြစ်ပြီးအောင်မြင်နေရဖြစ်ပါတယ်။ဝင်းမောင်ရွှေကတော့ဒီကားကိုသူမအမျိုးသားသဘောကျတဲ့အတွက်ရိုက်ရကြိုးနှက်ပြီးကျန်နာကင်းမဆိုင်ဘူးဘသူအားပေးပေးမပေးပေးသူမအမျိုးသားကြရင်ရပြီလို့လဲဆိုပါတယ်ဝင်းမောင်ရွှေကိုလည်းဒီနှစ်အကယ်ဒမီအတွက်အားလုံးကဝိုင်းပြီးတော့မှန်းထားကြတာပဲဖြစ်ပါတယ်ရှင်ဝင်းမောင်ရွှေကတော့သူမကိုဝိုင်းကောက်ပါလို့ပြောတဲ့မနာလိုသူတချို့ကိုလှလှပပကြီးခြေချသွားခဲ့ပြီးပဲဖြစ်ပါတယ်ပရိသတ်တွေလည်းနောက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကိုသဘောကျလားမကျဘူးလားဆိုတာပြောပြပေးသွားခဲ့ကြပါအောင်ရှင်